ချင်းရဲ့တကူများစီထွက်လို့လာပြီချုံနှောင်ထားသောအရာများမလွတ်မြောက်နိုင်သောနေပေများသခင်မျက်မှောက်၌အလုံးလွတ်မြောက်ကုန်ပြီwhen